ရာသီဥတုကတော့လုံးဝမမိုးရွာလဲပူတာပဲမိုးရွာတော့ခဏလေးပဲမိုးရွာရင်းနဲ့တော့မှပိတ်အောင်ပူတယ်မန်းလေးရတော့နော်ဒီရာသီဥတုမှာလုံးဝမလက်တို့ဗီတိုမှာဗီတိုကလုံးဝမဒူးအောက်ကိုမစင်းနေတာဒူးပေါ်မှာပဲလုံးဝမကိုပေါ့ပါလွတ်လပ်နဲ့လုံးဝစိုက်ပြည့်ဂိုက်ပြည့်စိုက်44ပေါင်ချိန်160အေးစေးရမယ်ပေါ့ရလေးနဲ့နော်ခီးသွားပါညာဆောက်ဝတ်လို့ရမယ်ဘဲတူဝဲဒီဇိုင်းလေးကိုယူရှင်ကိုစော့ကော်တွန်သားပါအယောင်လိုင်းလေးဆိုတာမင်းဝတ်ထားတာအနက်လေးနဲ့စင်စွဲအဝါလေးနဲ့သွားပေးထားမယ်ပေါ့နော်အယောင်လိုင်းအမိုင်းကိုပဲဝတ်ပြထားတယ်အမိုင်းတော့မှအရန်လှနေရဆိုတော့တန်တဲ့အယောင်လိုင်းနေဆိုမပြောနဲ့တော့အယောင်လိုင်းလေးပန်းနဲ့အညိုနဲ့ဆက်ပေးထားတယ်ဘောနာစိမ့်နဲ့ဖြူနဲ့ကွတ်တဲ့ပြာနဲ့ဖြူနဲ့ကွတ်တဲ့ပန်းနဲ့ပြာနဲ့ကွတ်တဲ့စိမ့်နဲ့သူကအညိုလေးနဲ့ကုတ်ပေးထားတယ်အနီအောင်ဆူဆူလေးပါရှင်အဝါနဲ့ခဲစိမ့်လေးနဲ့ကုတ်ပေးထားတယ်ဒါလေးကတော့ခရမ်းနဲ့ဖြူလေးနဲ့ပါရှင်အရန်သာတော့9ရောင်ပိုင်းပါရှင်နော်အရန်ပူတယ်မြန်လားအကုန်မြန်တယ်လက်တို့ဗီတိုစိုက်ပေါ့ပွားလေးရာအောင်ယူထား